ပါပြီဒါတော့စီစဉ်တင်ဆက်မဲ့သိုးတော်နေမှာပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာမိနစ်2ဝေးလေးစီစဉ်နေပြီးတော့ပြည်သက်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်ရဲ့ဒီနေ့ head to head စီစဉ်သစ်ဆက်လက်ပြီးတော့ပွဲစဉ်သစ်ကနေပြီးတော့စပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီနေ့ရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်တွေကတော့ပြည်သက်တွေသိတဲ့ထဲရပါပဲဘယ်သူတွေဖြစ်မလဲဆိုတော့ကျွန်တော်မပြောတော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့တူတူကြည့်လိုက်အောင်ရှင်ပြိုင်မဲ့သူတွေကိုပိတ်ခေါ်ပါရစေအားလုံးမင်္ဂလာပါကျွန်တော်နာမည်ဆုံးနေလင်းဖြစ်ပါတယ်ကျွန်တော်အသက်23နှစ်ပါဒီနေ့ကျွန်တော်ပေါ့နော်မိနစ်2ဝင်းလေးကိုလာပြိုင်မဲ့တော့ကြောက်မို့လို့ဒီ game ကိုအိမ်မှာလေ့ကျင့်ထားပါတယ်ကျွန်တော်ပြိုင်မဲ့ကိုလည်းနိုင်ဆော့ရမှာပါကယ်၍ဒီနေ့10သိန်းရခဲ့မယ်ဆိုလို့ရှိရင်တော့ငယ်ချင်းတွေမဟုတ်ကြွေးမယ်ပေါ့ကိုလည်းသုံးမယ်ပြီးအိမ်ကိုလည်းပေးမယ်မိနစ်2 win it ကျွန်တော်ပါကျွန်တော်အိမ်မဆောင်အောင်နေပါကျွန်တော်တက်ကတက်ဖို့နေဒီစီကျွန်တော်လာလို့ရှင်ကြရတာအရန်ကိုပျော်ပါတယ်ဘာလို့လဲဆိုတော့တိုင်ပွဲဟိုကစားတဲ့ပုံစံတွေကအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်တကယ်လို့များကျွန်တော်သူ့ငွေ10သိန်းရခဲ့မယ်ဆိုရင်ကျွန်တော်အိမ်ကိုတစ်ဝက်ပေးပြီးကျွန်တော်တစ်ဝက်သုံးပါမင်္ဂလာပါဒါတော့ကျွန်တော်တို့အိမ်မက်ဆောင်ရဆိုတော့ရနော်အောင်ပြီမင်္ဂလာပါတော်လေးလည်းမင်္ဂလာပါမင်္ဂလာပါကဲအဲ့တော့ဒီနေ့ပထမဦးဆုံးစတင်ပြီးတော့မရှင်းပြခင်မှာအခုလိုမျိုးလာပြီးတော့ကစားပြီးရတဲ့ကျေးဇူးတင်ပါတယ်လို့ညီတို့ပြောချင်ပါတယ်ကျွန်တော်တို့ခေါ်ကစားကျေးဇူးတင်ပါတော်တော်လည်းခေါ်ကစားတဲ့အချိန်မှာ2ယောက်ကတဲ့လို့မရတော့ဘူးเนาะတချင်းဆိုတော့အိမ်မက်ဆောင်ကတော့မတဲ့တောက်လျှောက်ကတော့เนาะတူတူဆိုလာကြတယ်ပဲဒီမှာကျတော့တဲ့လို့မရတော့2ယောက်ကပြိုင်ပြီးကစားမှာဗျာစောနေလေးဟန်ရဲ့အောင်မင်းမြတ်ရဲ့ပြိုင်ကစားမယ်ဂိမ်း9ဂိမ်းကိုပြိုင်ကစားရမယ်အဲ့ဒီမှာ4မှတ်ညီဆုံးပြည့်တဲ့သူကနိုင်မယ်ဟုတ်ပြီနော်ဂိမ်း9ဂိမ်းမှာ4မှတ်ညီဆုံးပြည့်တဲ့သူကနိုင်မယ်အဲ့ကြရင်စစောက်ဆုံးစုချင်းခွေချက်3သိန်းစရမယ်နောက်ပြီးတဲ့အခါကျရင်နောက်ထပ် level 10အထိသွားမယ်10သိန်းတန်ခွင့်အထိသွားမယ်အခွင့်အရေးကိုပိုင်ဆိုင်မယ်ရှုံးတဲ့သူကတော့ပြန်ရမယ်ဟုတ်ပြီနော်အဲ့တော့2ယောက်ထဲကဘယ်သူနိုင်မလဲတော့မသိဘူးဒီနေ့လူကတော့ဟုတ်တယ်နော်ဟုတ်ပြီကဲအဲ့တော့ပထမဆုံးမစတင်ခင်မှာကျွန်တော်တို့ဒီမှာရှိတဲ့အိမ်မက်ဆိုတာပြည်သက်တွေတော့အားရပါဖျော်ပြပြီးကျွန်တော်ဒီမိနစ်2ဝင်နေတာပြည်သက်တွေလည်းတစ်ချင်းလေးတစ်ပုတ်လောက်နဲ့တော့ဖျော်ပြပေးသေးတယ်တစ်ပုတ်မပေါ့တစ်ပိုက်လောက်ပဲတစ်ပိုက်စီလောက်တယောက်တစ်ပုတ်ဆိုလဲရတယ်ဒါမှမဟုတ်ရင်2ယောက်ပေါင်းပြီးတော့ဆိုလဲရဘယ်လိုသဘောရလဲညပေါင်းဆိုညပေါင်းဆိုကဲ2ယောက်ပေါင်းပြီးတစ်ပုတ်ဆိုမဲတဲ့နားထောင်မယ်နော်ဘာချင်းဆိုမှာလဲဗျကျွန်တော်တို့ကပြိုင်ပွဲမှာဂျူးဆိုတာလဲဂျူးရဲ့ဟုတ်ပြီဆိုနားထောင်ပါဗျာအားလုံးလည်းဟုတ်ပြီပဲကဘာမြေပြည်ဆောင်းကြိုးများရဲ့စပိန်သာတိကပြကာယနာပြောမြည်စီမရှာဖွေထားတော့လဲအမှန်ကန်သွားရင်တော့လမ်းမတဲ့ရောက်ခဲ့တော့မြေမကားတဲ့ဘဝရှာဖွေထားတော့လဲတွေအနေလဲလဲလေးအစိုးများလို့အောင်သွားတာဆိုတော့လဲလဲလဲလေးမိတ်ဆွေသွားတော့နော်ကဲလာအရင်တော့လို့ကောင်းပါတယ်နော်ပြိုင်ပွဲကဒါ direct win war ဆိုသွားတဲ့ရှင်လေနော်မှတ်မိနေပါသေးတယ်ကဲကျွန်တော်တို့ရှေ့ပြိုင်မှုလေးစလိုက်ကြအောင်နော်ဂိမ်း9ဂိမ်းကိုစပြီးတော့ရှင်ပြိုင်ကစားမယ်ပထမဂိမ်းကနေစပြီးတော့ကစားပါမယ်အဲ့တော့ဘယ်ဂိမ်းစတင်ပြီးရှေ့ပြိုင်မလဲဆိုတော့ blueprint ကြည့်အောင်ဗျာThis blow ပြိုင်ပွဲဝင်သူကပူပေါင်းမှုရမှာဖြစ်ပြီးတော့အဲ့ဒီပူပေါင်းတွေကလေကိုလှန်ထုတ်ခါပလတ်စတစ်ခွက်တွေပြုတ်ကျအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ပလတ်စတစ်ခွက်15ခွက်အထိစပွဲပေါ်ကပြုတ်ကျအောင်ဒီလိုမျိုးထပ်ခါပြုလုပ်ရမှာဖြစ်ပါတယ်။အရှင်းဆုံးပြီးမြောက်အောင်ဆောင်နိုင်သူကအနိုင်ရမှာဖြစ်ပါတယ်။ဘောလုံးမဟုတ်ရင်လေအကြီးမဟုတ်ပဲ။ဟုတ်တော့အဲ့ဒီလေနဲ့ညှစ်ပြီးတော့အရှိရခွက်တွေကိုတွန်းချမယ်။အငြင်းဆုံးကုံသွားတဲ့သူကစပြီးတော့တတ်မှတ်ရမယ်။ဟုတ်တော့အောက်ခြေကနေသွားပြီးတော့မတွန်းနဲ့ဗျာ။အပေါ်ပိုင်းလေးကနေတွန်းမယ်။အဲဆိုရင်ခွက်တွေကဖုတ်ဆိုလို့ပြုတ်ကျသွားလိမ့်မယ်။ဟုတ်ပြီနော်။အဲ့တော့လေဖုတ်တာဘယ်သူကျွမ်းကျင်လဲတော့မသိဘူးပေါ့နော်။ဒီ display game တွေအနိုင်ရရှိဆိုစတင်ပြီးတော့တမတ်ရရှိမှာပါ။ဘယ်သူဖြစ်မလဲကြည့်အောင်။ The game begins in 3, 2, 1. Để này về mông mày nó lấy đây mà trốn xa luôn bây giờ để này về mông mày Ô bì Kê Đó đây lấy hẹn lâu đó về Để đó để cũng sao đây này Đó đây lấy hẹn á Tất cũng phải trong khuôn chuyện này vào đây đấy
တဲ့အတိုင်းပါပဲစောနေလည်းဦးဆောင်နေတာကိုမြင်တွေ့ရမှာပါနှစ်ခွက်ပဲကျန်တော့တယ်အောင်မြင်မြတ်ကတော့တော်တော်လေးကြံသွားတယ်နော်ဘောလုံးလေးမှုတ်တာစတင်ပြီးတော့ပထမဂိမ်းပါတယ်မယ်စောနေလည်းစတင်တမတ်သဲဆောင်ထားပါတယ်ဗျာအောင်မြင်မြတ်ကတော့အားနေသွားတယ်ထားလိုက်ပါဂိမ်းပြီးသွားရင်ဒုတိယမြောက်ဂိမ်းစီကိုဆက်ပြီးတော့သွားမယ်ဒုတိယမြောက်ရှင်ပြိုင်မဲ့ဂိမ်းရဲ့